ဒီကိုလည်းအလုံးမဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါအာဆင်နယ်နဲ့နော်တိုတင်အောင်စပါနဲ့ဒါကန်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရမပိုင်းမှာဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ဒါမသိစပါကကျွန်တော်တို့ဒါတရေလောက်ထိကန်မဲ့ပုံစံမျိုးနဲ့ဆော့သွားပြီးတော့နော်ကျွန်တော်တို့ဒါပွဲချိန်ကြာလာတဲ့အမြတ်နော်အာဆင်နယ်ကနေတောက်လျှောက် PR ပေးတာကိုခံလာပြီးတော့စပါရဲ့ပုံစံလုံးဝပြတ်သွားတယ်လုံးဝကွင်းလည်မှာဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ဒါကစားကွက်ကပေးစရာလူမရှိတော့အောင်စပါရဲ့တင်းဖောင်ကလုံးဝပြတ်သွားတယ်အာဆင်နယ်လူအသင်းမျိုးကိုနောက်တန်း3ယောက်ကွင်းလည်9ယောက်နဲ့ဒါကျွန်တော်တို့ပွဲထွက်လာတဲ့စပါနီးပြရဲ့ပုံစံကဒါကိုပြရှုံးနေသွားတယ်ပေါ့ဗျာအဲ့တော့ဒီနေ့မှလည်းကျွန်တော်တို့ဒီနေ့ပွဲရတော့အများကြီးတော့သိပ်မရှိဘူးဒါပေမဲ့ကျွန်တော်ဒီနေ့သခင်ကြီးပွဲရှိရဲ Everton နဲ့ Man U နဲ့ပွဲကိုကျွန်တော်သုံးသပ်ပေးမယ်နော်လက်ရှိဒါ Man U ကကျွန်တော်တို့အဆင့်9မှာရက်တည်နေပြီးတော့နော်တပွဲရောနဲ့အဆင့်9မှာရက်တည်နေတယ်ဒီပွဲနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Man U ကအဆင့်1 to 4တွေကိုဒါဝင်ရောက်မှာဖြစ်တယ်ဗျာနော်ဒါ Everton ကလည်းအဆင့်9ထဲမှာရှိတယ်လက်ရှိ head to head ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Everton အိမ်ပွဲမှာကျွန်တော်နောက်ဆုံး3ပွဲလောက်ထိနော် Man U ကဒါတောက်လျှောက်နှစ်ပွဲနိုင်ပြီးတော့တပွဲသေးကြာလာတယ်ဗျနော်ဒါ3ပွဲလုံး Everton အိမ်ပွဲမှာကန်ထားတယ်နောက်ဆုံးတစ်ဆုံးခဲ့တဲ့3ပွဲလုံးမှာလည်းကိုပေါင်းကအနည်းဆုံး3ခုဝန်းကျင်လောက်ထိသွားတယ်ဗျနော်ကိုပေါင်းအနည်းဆုံး3ကျင်းလောက်ထိသွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Everton ရဲ့လက်ရှိဒီနေ့ရာဒီအိမ်ကွင်းဆောက်ဆောင်ရေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Everton ကနောက်ဆုံးအိမ်ကွင်း6ပွဲဆက်လောက်ထိကိုနိုင်ပွဲမရဘူးဒါတရေပွဲနဲ့ရှုံးပွဲသာရှိခဲ့တယ်ဗျနော်အိမ်ကွင်းပိုင်းတော်တော်လေးညံ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ခံစစ်ကတော့မာတယ်ဗျနော်ဟိုဒီနေ့ကျွန်တော်ကြောက်ကမှာတပေါက်ပဲရှိတယ်ဗျနော်ဒါမှန်ရောတော့ဒါဝေးကွင်းနေမှာဆိုလို့ရှိရင်ကောင်းပါတယ်ကျွန်တော်ဝမ်အောင်တော့တီးကြခဲ့တာရှိတာဟိုဝေးကွင်းနေမှာဆိုလို့ရှိရင်တော့မစိုးဘူးဗျနော်ခြေစွမ်းလေးပိုင်းကတော့မစိုးဘူးလို့ပြောလို့ရတယ်မပါတယ်ကျွန်တော်ဒီနေ့တစ်ခုတွေးရမှာကကျွန်တော်ဘူကီတွေကကျွန်တော်တို့ဒါမန်ယူဘော်ဒီကိုပဲပေးမလားကျွန်တော်ကိုပေါင်းပေးမလားဆိုတော့ချက်ကြည့်ရမယ်ဗျနော်ဒီနေ့ကျွန်တော်ဒီမနက်ပေးထားတဲ့ဈေးတန်းဒီတစ်လုံးကိုမန်ယူကနေတစ်လုံးကို65ပြားစားကိုပေါင်းက3လုံးကို50စားနဲ့စတင်လာတယ်ဗျနော်လက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုမန်ယူဘော်ဒီပေးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နော်အနည်းဆုံးဒါ1 2တပေါက်သွားဖို့များတယ်ကိုပေါ်နိုင်ခြင်းများတယ်ဗျနော်မန်ယူဘော်ဒီမပေးဘူးဆိုလို့ရှိရင်ကျွန်တော်1-1လောက်နဲ့ Everton အိမ်ကွင်းမှာ1-1သို့မဟုတ်2-2လောက်နဲ့ပြေးကြဖို့များတယ်ဗျနော်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်တော့ဟိုတောက်လျှောက်ဒါရလက်ကောင်းနေတဲ့ Man U နေထားနေပြီးတော့တရှိတာအိမ်ကွင်းညက်နေတဲ့ Everton ပေးတာတော့ကြီးရတော့ပျော့တယ်ဗျနော်ကြီးရပျော့ရတဲ့ကြောင့် Man U အတွက်ကျွန်တော်တို့ဒါတေးကြဖို့အတွက်ရာဂိုင်လုံးများတယ်ပွဲလေးဖြစ်တယ်တေးကြနိုင်ကြီးလည်းများတယ်ဗျနော်ဘယ်လိုဖြစ်ကျွန်တော်ကတော့ဒီနေ့ပွဲမှာဟို Man U body ပဲကျွန်တော်ပိုကြိုက်တယ်ဗျနော်ကျွန်တော်တို့ Man U fan လည်းဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒါ Man U body ပဲကျွန်တော်ကြိုက်တယ်ဒါညီကိုတို့အကြိုက်ဒီမှာဆော့ပါအဓိကပေးချင်တာကတော့ကျွန်တော်ကိုပေါင်းအပေါ်ပေးချင်တယ်ဗျနော်ဘာလို့လဲဆိုလို့ရှိရင်ဟတ်တူကရနောက်ဆုံးကန်ခဲ့တဲ့3ပွဲလုံးမှာလည်းအနှိမ့်ဆုံးဒါကိုပေါင်းကဒါ3လုံးလောက်ထိသွားလာပြီးတော့လက်ရှိ Man U ရတဲ့ဒါဝေးကွင်းမှာဆိုလို့ရှိရင်ကိုမရတဲ့ပွဲမရှိဘူး Everton ကလည်းအိမ်ကွင်းမှာအနည်းဆုံးမသွင်းဆွဲတော့ပါနော်ကျွန်တော်ဒါကိုတော့ပြန်သွင်းမယ်လို့ထင်နေကြနော်အဲ့တော့1 2တပေါက်သွားရင်သွားမသွားရင်2 2တပေါက်သွားဖို့များတယ်ဗျနော်2 2သွားနိုင်ကြတယ်များဆို1 2တပေါက်လည်းသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကိုပေါင်းအပေါ်ပိုကြိုက်ပါတယ်ဗျနော်ဒီကိုလိုကြိုက်ဒီမှာဆိုတော့ကျန်တဲ့ပွဲတွေတော့ကျွန်တော်တို့ဒါ Telegram channel ထဲမှာပဲတင်ပေးရတယ်နော်ဝါသနာပါတဲ့ညီကိုတွေကကျွန်တော်တို့ link လေးချပေးထားတယ် live join ကြပါအောင်ဖိတ်ခေါ်ပါတယ်ဗျနော်